ကြည့်နေကြဇွန်မီစကိုင်းနဲ့မတူဘဲနဲ့ကွဲပြားနေတယ်တိုက်ခိုက်အကြမ်းဖက်တာမျိုးမဟုတ်ပဲဇွန်မီဖြစ်နေတဲ့သမီးဖြစ်သူကိုလက်မလွတ်နိုင်တဲ့ဖခင်တရားရဲ့ချစ်ချင်းမြတ်တာကိုအဓိကထားပုံပေါ်ထားတဲ့မိုင်းဒလာရဲ့ဇွန်မီဆိုတဲ့စကားလေးအောင်ဒီနေ့မှထွက်ရှိလို့လာခဲ့ပါပြီဒီစကားလေးကမထွက်ခင်တည်းကလူကြိုက်များရေးပန်းစားနေပြီးတော့ထွက်ရှိလာတဲ့အချိန်မှာလည်းဒီနေ့ထွက်တဲ့ကိုရီးရုပ်ရှင်တွေထဲမှာရုံမွေကောင်းစကားတကဖြစ်ပါတယ်ဒီစကားကနံပါတ်ကြီးဝတ္ထုဝတ္ထုကိုရုပ်ရှင်ပြပြသိပေါ်ထားတာဖြစ်ပြီးတော့ IMDb နည်းနဲ့7ရရှိထားပါတယ်ဒီစကားရဲ့မှာကျန်းတဲ့နည်းပညာရှင်ဖြစ်တဲ့ဂျောင်းဝမ်နဲ့အကကိုဆရာဆက်နဲ့သူ့ရဲ့သမီးစုဝါတို့ပါလူကြီးနဲ့လူငယ်ပြီးပြီးနေ့တိုင်းစကားများပြီးညစ်ကုန်နေကြတဲ့တာဖနေရာကနေအဖြစ်ဂျောင်ကျိုးစောနဲ့ချွဲဝီတို့ကအဓိကထားပြုဆောင်လာပါတယ်ဇိုမီဗိုင်းရပ်ကတကမ္ဘာလုံးကိုပြန့်နှံ့လာပြီးတနေ့မှာစုဝါတရားဗိုင်းရပ်ကူးစက်ခံလိုက်ရပါတယ်အစိုးရနဲ့စစ်တပ်အာဏာပိုင်တွေကကူးစက်ခံရတဲ့လူတိုင်းကိုအမြင့်ပြတ်သုတ်တွေဖျက်ဆီးနေရကြောင်းဂျောင်ဝမ်အတွက်သမီးကိုကြောက်စရာကောင်းတဲ့ဇိုမီတို့မမြင်ပဲချစ်ရတဲ့သမီးကိုတောက်ွယ်ဖို့အတွက်သူ့မိနေထိုင်တဲ့ပင်လယ်ကမ်းခြေကချုံးမွေဆိုရာလေးကိုခေါ်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာဂျောင်ဝမ်အတွက်ညှို့ညွတ်ရောင်ကြီးတစ်ခုပေါ်လာခဲ့ပါတယ်စူဝါကတဖြည်းဖြည်းနဲ့လူစကားကိုနားလည်လာတတ်ခဲ့သူအေးရောင်လေးပြတ်တက်လာပြီးသူအကြိုက်ဆုံးကားနဲ့အဖေနဲ့အဖွားတို့ကိုတုတ်ပြန်လာတဲ့ပြုမှုတွေကြောင့်ကြားချင်းကြောင့်နည်းပညာရှင်ဖြစ်တဲ့ဂျောင်ဝမ်ကသူ့ရဲ့အတွေ့အကြုံတွေကိုအသုံးချပြီးတော့ဆွန်မီဖြစ်နေတဲ့သမီးဖြစ်သူကိုစူဝါကိုစပြီးလေ့ကျင့်ပေးပါတော့တယ်ဒီလိုနဲ့နောက်ဆုံးမှာသမီးဖြစ်သူကအမှန်တကယ်ပြန်ရပြီးတော့လူဖြစ်လာနိုင်မလားဒါမှမဟုတ်ဇွန်မီဖြစ်နေပဲတက်ခံလိုက်ရမှာဆိုတော့ပြည်သက်ကြီးကဇနန်းလေးထဲမှာကြည့်ရှုအားပေးလိုက်ကြပါအောင်နော်အဆုံးလေးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်